ခမရတို့ခေါင်းပေါ်ကိုအိမ်တက်ဆောက်နေတော့ခမရတို့ကခွင့်ပြုပါမှာနော်ရိုင်းဆန်းမမရိုင်းနေဗျာဒီလိုတွေကလည်းတော်တော်ရက်ဆက်တယ်လှုပ်လာတာတွေကနော်ပြီးတော့လှုပ်လာတဲ့အကြောင်းတရားမှာဥပဒေကြောင်းရသွားတာဒီနေရာမှာတရားမဝင်လို့အိမ်ဆောက်လို့ဒီလိုဖြစ်တယ်ဆိုရင်တော့မှဟုတ်လားနစ်နာတဲ့ပြည်သူလူထုကိုနစ်နာကြီးပေးတင်တယ်ခမရတို့ဝယ်ထားတဲ့မြေတန်ကြီးတွေပေးတင်တယ်ဒါမျိုးတွေအစားထိုးပြီးရော်ပေးတင်တယ်နော်ပြီးတော့အစောကြီးုံကလည်းကျမရှင်းလေးရဲ့နော်ဥပဒေကိုပြည်သူကချိုးဖောက်တယ်မပြောနဲ့ပြည်သူကဥပဒေတွေအကုန်လုံးပြည်သူကလိုက်မကြည့်နိုင်ဘူးလိုက်မဖတ်နိုင်ဘူးခင်ဗျားတို့မြို့နယ်တွေရက်ကွက်တွေမှာဌာနဆိုင်ရာတွေရှိရဲ့အဲ့ဒီရက်ကွက်မှာလက်စားတဲ့အုပ်ချုပ်ရေးမှုကိုပါးရီကြပဲချပေးလိုက်နော်ပါးရီကြပဲချဘဲပြန်ညာပြန်ချအားလို့အော်ရင်ဖနှောက်နေတာပေါ့အဲ့ဒီလိုလုပ်ပြရမယ်ဒီရက်ကွက်အုပ်ချုပ်ရေးမှုကမသိဘူးလားဒီမြေကိုရောင်းခွင့်မရှိဘူးဆိုတာ तू မသိလို့လား तू ကဘာစားတာလဲစာချုပ်ချုပ်ပြီးတဲ့ရှင်းနေရရောဒီမြေရတရားဝင်တယ်ဒီထက်မှပါတဲ့လူတို့ပြောတာပါနော်မပါတဲ့ရှင်းနေလို့တော့မစော်ကားပါဘူးဒီမြေရတရားဝင်တယ်မတရားမဝင်ဘူးဘယ်မြေပုံထဲမှာကြည့်လိုက်လို့ရှိရင်ဘယ်မြေရတရားဝင်တယ်ဘယ်ဟာအစိုးရမြေဖြစ်တယ်ဘယ်ဟာပြည်သူပိုင်းဘယ်ဟာစီပီမြေဖြစ်တယ်ဘယ်ဟာဘယ်မြေဖြစ်တယ်မြို့ပြမြေဖြစ်တယ်ဆိုတာကိုရှင်းနေတချို့ကမသိလို့လားခေါ်ပါရီရပဲချမှာအဲ့တော့မြို့တစ်မြို့ကိုကျမပြောစင်တာမြို့တစ်မြို့မှာပြည်သူတွေစောက်ထားတဲ့အိမ်ကိုခမရတို့ဖျက်ချင်တယ်ဒီမြေရတရားမဝင်ဘူးဆိုလို့ရှိရင်အဲ့ဒီပြည်သူတွေကိုရောင်းပြီးတော့စာချုပ်ချုပ်ပေးတဲ့အုပ်ချုပ်ရေးမှုရဲ့စာချုပ်ချုပ်ပေးတဲ့ရှေ့နေတွေရဲ့ဟုတ်လားအဲ့ဒီလူတွေကိုရှိမှာဒီအိမ်ရဲ့တန်ဖို့ဒီမြေရဲ့တန်ဖို့ပြည်သူတွေကိုအစိခမရတို့တောင်းပေးပါနော်တောင်းပေးရမယ်လေဒီပတ်စံအလကားမရဘူးပြည်သူတွေကကြောက်ခဲသလဲတွေကောက်ထားမဟုတ်နော်ပြည်သူဆိုတာကတော့တချို့ကလည်းအားတယ်ကွာဟုတ်လားဒီမြေကစီပင်ပိုင်မြေလားသိချင်မှသိမယ်သိချင်လဲသိလျက်နဲ့ကျူးလွန်နေရမျိုးအချောင်ရလို့လောက်တာလဲတကြောင်ရှိတယ်